ကဲအားလုံးပဲမြင်ကြပါဗျာနော်ကျွန်တော်ဦးနေတွင်း channel မှာကြိုဆိုပါလေကျွန်တော်ရဲ့ဒီမှာဒီဘက်ဆောင်ကြောက်ပြီးရတော့3.6ခုလေးပါနော်ဒီကောင်ကတော့3ရက်တွင်းကျွန်တော် short လေးမတင်ပဲနော်မနေ့က short လေးမတင်လိုက်တယ်ဗျာနော်နောက်ပိုင်းရက်တွေအတွက်ကိုဆိုရင်တော့4ပတ်တီလေးကောင်းပါလေဗျာနော်4ပတ်တီလေးကောင်းပါလေလက်ကျန်ရက်တွေမနေ့ကတော့မနေ့ညအဆင်ပြေသွားမယ်လို့ထင်ပါတယ်နော် short လေးမှကျွန်တော်တင်ပေးခဲ့ပါတယ်ဒီနေ့ကတော့20 size တော့ကျွန်တော်မပြတော့ဘူးဗျာနော်အချိန်လေးသိမရဘူးပါကျွန်တော်အပြင်ရောက်နေတော့ပါနော်၄ခုနောက်ပိတ်ဖန်ထားပါလေဒီနေ့မနေ့ကနော်ညနေတော့38နော်83ကီ83ကီလေးဖန်ထားပါလေဗျာနော်ထိုးဘတ်ထုတ်ထားတာလေးရှိပါတယ်ဒီမှာထိုးဘတ်ထုတ်ထားလေးရှိပါတယ်နော်အဲ့တော့ဒီနေ့မနေ့၄ခုနောက်ပိတ်နဲ့ဒီနှစ်ကွက်ကတော့အရင်ပေါ့ဗျာနော်ဒီမှာ6ကွက်8ကွက်ထုတ်ထားပါတယ်နေကုန်ကြီးကတော့816အခုမှရှိတဲ့1ချင်းနဲ့ကတ်ထိုးလို့ရပါတယ်ညနေပိုင်းကလည်း83ကီလေးတော့တွေ့ထားပါတယ်ချိန်စာပြီးထိုးပါဗျာနော်ချိန်စာပြီးထိုးလို့ရအောင်တင်ပေးတာပါဗျာနော်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ကျွန်တော်တင်တိုင်းတွေ့အောင်လို့ပါ like share ခြင်းဖြင့်လည်းကူညီပါဗျာနော် okay အားလုံးပဲကျေးဇူးတင်ပါတယ်နော်ဒါလေး screenshot လေးရိုက်တာဒီနေ့မနေ့ထိုးခွက်လေးပါနော်အားလုံးပဲအဆင်ပြေကောင်းကြပါစေဗျာနော်ကျေးဇူးတင်ပါတယ်